ထူးထူးခြားခြားပဲကျွန်တော်ကြောက်ကောင်းလေးတစ်လုံးပြပြနော်ကြောက်ကောင်းလေးတစ်လုံးမြင်ရဖို့တော့ခဲရင်ပါလေနော်မြင်ရနိုင်ဖို့တော့ခဲရင်နဲ့ကြောက်လေးတစ်လုံးပေါ့နော်comment နေပြန်ပြီးတော့လို့ဖြည့်ပြတာဒီခါမှာနော်ကြောက်ကလေးကောင်းတဲ့ခါကျ view တစ်စိုက်တက်ချင်လို့ပေါ့နော်အဲ့တော့ဒီကြောက်ကလေးကတော်တော်ကောင်းတယ်ဗျရှားပါကြောက်နော်ဘော်ဒီသားနဲ့ဟိုမှာကိုအရေးဆွဲတယ်လို့ပဲကြောက်ကမနာလေးပါနော်မနာလေးပါအဲ့တော့ဒီကြောက်ကလေးကမဖြတ်တတ်ဘူးဆိုတော့နော်အဲ့လာဖြတ်လို့မလို့ကျွန်တော်ဖြတ်ပြီးမလို့ပါနော်ဒါလေးဖြတ်တာလေးကြည့်အောင်နော်အဲ့တော့ comment လေးတွေမဖြေနိုင်ရင်ဒီခံပေးပါဒီကြောက်ကလေးကတော်တော်လေးမှန်းထားတာဗျတော်တော်လေးမှန်းတာကနည်းနည်းမဟုတ်ဘူးနော်တောင်းပိုင်းလောက်ဒီမှန်းထားတာအဲ့တော့ဒီကြောက်ရဲ့ဖြစ်ပုံပြက်ပုံလေးတွေကျွန်တော်ဒီတနန်းဖြတ်မယ်ဒီတနန်းအတောက်လိုက်ကတော့ဝင်မှာကျိုးကဒီလိုပတ်တာဗျဒီလိုပတ်မနာနော်တော်တော်ကြောက်ရည်တော်တော်လှပါတယ်အဲ့တော့ဒီကြောက်ကလေးဖြတ်တာလေးကိုကျွန်တော်လည်းကြည့်အောင်နော်အခုချိန်မှာကတော့ဒီတိုင်းရုပ်ကတော့ကြောက်က9000အောက်ပါပဲ1500 2000ဒီဝင်းကျင်ပါပဲဒါပေမဲ့ကြောက်ကဖြစ်လို့ရှိရင်ဒီဘက်တစ်ဖွင့်လေးကိုက4000 5000လောက်ဖြစ်သွားနိုင်ပါတယ်နော်ကြောက်ရဲ့အနေထားအတွင်းကောင်းရဖို့ကျွန်တော်တို့လူရပါလိမ့်မယ်အတွင်းကောင်းဒီအောက်ရကြအသားပြက်တယ်ဗျာနော်အတွင်းကောင်းရဖို့ရလူရလိမ့်မယ်ဒါပေမဲ့အတွင်းကောင်းရနိုင်ပြီတော့နည်းတယ်လို့ပြောကြတယ်နော်အဲ့တော့ဒါလေးကျွန်တော်တို့ဒီတနန်းဖြတ်ကြည့်မယ်ဗျာဒီခါတနန်းနင်းကြည့်လိုက်မယ်ကျိုးကတော့အတောက်လိုက်ကြီးဝင်ပါပဲနော်နှစ်ပွင့်ရမယ်နှစ်ပွင့်ဒီဘက်တစ်ပွင့်ကမေးပေါ့ဒီဘက်တစ်ပွင့်ကမေးပေါ့နော်အဲ့ဒါလေးကြည့်အောင်နော်အဲ့တော့ကျွန်တော်ဒါလေးကိုဘယ်နှန်းဖြတ်မလဲလို့ကြည့်အောင်ဒီဘက်နှန်းပေါ့လေဒီအနားလေးလိုသွားတယ်ဒီအနားလေးလိုသွားတယ်နောက်တစ်ခါဒီဘက်ကိုလိုလာဒါတဲ့တဲ့ပဲဒီခဲလွဲလို့မရပါဘူးဒီဘက်မှာတော့ तू ကခဲရဒီလိုစောင်းသွားဆိုတော့ဒီဘက်အောက်ကအရည်လည်းမရှိတော့ဒီဘက်တော့အမှန်မယူတော့ဒီလိုဖြတ်ထွက်သွားမှာဒီနှစ်ခဲကတော့အတဲ့ယူရမှာပါဒီနှစ်ခဲအတဲ့ယူလိုက်နော်โอเคကျွန်တော်လည်းအတူကြည့်ရအောင်ဗျာနော်ကြောက်ကောင်းလေးတွေဆိုလို့ရှိရင် YouTube ပြည့်သက်လေးတွေသတိရတတ်လို့ပါနော်ကဲကြည့်အောင်ညာနော်ဟာကလေးသင်ကနေဖြစ်သွားညာအဲ့တော့ဒီအပေါ်ကအရေးပေါ်မှာရှိတဲ့အသားနဲ့အတွင်းထဲကဒီနောက်ကအသားနဲ့တော့အသက်ပြက်ပေါ်ကြနော်အဲ့ဒါကြည့်အောင်အတောင်းလိုက်ပြန်ဝင်မလားအတောင်းလိုက်ကတော့ဝင်ပြီးသားပါပဲနော်ကြည့်အောင်ဗျအိုးကြောက်ကတော့ဝင်တော့ဝင်တယ်ဗျဒါပေမဲ့ဒီအနှစ်ထပ်ခံသွားနော်ဒီအနှစ်ထပ်ခံသွားတယ်အောက်ကအသားတော့လုံးဝအပြည့်ပဲဗျနော်အသက်ကြောလေးတွေညက်တယ်ဗျဒီမှာအသက်ကြောလေးတွေဒီမှာနော်အသက်ကြောလေးတွေညက်တယ်အဲ့တော့ဒါလေးကျွန်တော်မှတ်တိုက်ကြည့်အောင်မယ်နော်တေချာအောင်တော့မှတ်တိုက်ကြည့်လိုက်အောင်အသက်ကြောလေးတွေညက်တယ်ဒါလေးကျွန်တော်မှတ်တိုက်လိုက်မယ်အသက်ကြောလေးတွေညက်တယ်နော်ကဲသမီးလေးနဲ့တစ်ချက်ရှိုးကြည့်လိုက်အောင်နော်အကျော်လေးတွေညက်တယ်အမုံလေးတွေပါတာပေါ့နော်ရေတော့နည်းနည်းလေးတော့ဒီတဲ့နည်းနည်းလေးတော့ရော့သွားမယ်လက္ခဏာရှိတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆက်သွားတာပေါ့နော်ဆက်သွားမယ်ဒီအနေထားကတော့တိတ်ပြီးတော့ကြိုက်တဲ့ဆင်မှာတော့မပါသေးဘူးကျွန်တော်ဒီအောက်ကနေပြီးတော့ဒီအသားယူကျွန်တော်ခွာချပလိုက်နော်ခွာချပလိုက်โอเคဒီတိုင်းခွာလိုက်ကဲဒီတိုင်းခွာလိုက်မယ်ပေါ့ဗျာနော်ဒီအောက်ကသာတော်တော်ပြက်တာဗျာနော်ဒီကနှုတ်ကိုနှုတ်ဗျာနော်ဒါလေးတစ်ချက်နောက်တစ်ခါဒီဘက်ချမ်းကိုတစ်ခါထိုးကြည့်အောင်ဒီအမေးကြောလေးတွေတော့ပါတယ်အသေးကြောလေးတွေတော့ပါဒီဘက်ကတော့ကျွန်တော်တို့ဒီအနာကိုဖြတ်ဒီအနာဖြတ်ဒီအနာဖြတ်ဒါဆိုတော့ထိမိပါပဲအစောကကျွန်တော်ဒီအနာကိုနင်းမှုစဉ်းစားပါတယ်ဒါပေမဲ့ဒီအနာနင်းရင်အတွင်းထဲမှာကတကယ်လို့ဒီအသားကဒီအပေါ်ကမြင့်တဲ့ခါကျတော့အနာမတက်ခင်နာမှာဆိုလို့ခုနကတဲ့တဲ့အနာကိုနင်းရတာပါနော်အဲ့တော့ဒီအနာလေးကျွန်တော်တစ်ချက်နင်းမယ်โอเคကြည့်အောင်ကဲဒါကျွန်တော်အခွန်ခွာပြစ်တာဗျကွက်တီပါပဲဒီဘက်မှာလုံးဝမပါပါဘူးเนาะအသက်ပြက်ပါပဲเนาะအသက်ပြက်ပါပဲဒီဘက်မှာတော့လုံးဝမပါအဲ့တော့ဒါလေးတစ်စားကိုကျွန်တော်တို့ကြည့်အောင်ဖြတ်ကြတာပေါ့เนาะအတွင်းကောင်းရနိုင်ကြီးတော့အတော်လေးနဲတော့တာပေါ့နော်အတွင်းကောင်းရနိုင်ရင်နဲတော့ကျွန်တော်တို့ကဒါလေးတချို့ဟာလေးတွေကျွန်တော်ကဘာနဲ့လောက်ရမလဲဆိုတော့တန်မြင်လေးနဲ့လိုက်ရမှာပါ
တံမြင်လေးနဲ့လိုက်ရမှာဒါလေးကြည့်တံမြင်လေးနဲ့ပဲလိုက်ချော်မှာပါဖြတ်ပေးနေဆိုလို့ရှိရင်အရေးဒီပါကုန်မှာဆိုလို့နော်โอเคကဲဒါလေးတစ်ချမ်းကဒီလိုပြတ်တယ်ဗျဒါလေးတစ်ချမ်းပြတ်တယ်သိတော့အားမရဘူးအသက်ကျော်ကတော့ညက်တာပဲအသက်ကျော်ညက်တာပဲအောက်ကဒီအခွန်တရေရဲ့တတ်တိလားမသိဘူးเนาะအသက်ကျော်လေးတော့ညက်တယ်ဒါလေးစမ်းထုတ်ကြည့်ဒီအပားလေးဒီအသားလေးကျွန်တော်မပွတ်ရတော့ဘူးဘာလို့လဲဆိုတော့တံမြင်နဲ့ပွတ်ရင်ဒီကပ်ပိန်းနဲ့ပွတ်ရင်ပါမှာဆိုလို့အဲ့တော့ကျွန်တော်ဘာနဲ့ပဲလုပ်ရမလဲဆိုတော့ကြောက်ကဒီရွယ်တော့ရတယ်ကြောက်ကဒီဘက်ကတော့ပိုင်းရမှာပေါ့နော်ဒီဘက်လေးပိုင်းရမှာဒီရွယ်ပေါ့အဲ့တော့ဒီအတွင်းကောင်းလေးရရင်ပိုကောင်းတယ်ဗျာဆက်ဒီအဖျားလေးတော့ကျွန်တော်တိလိုက်အောင်ကျွန်တော်လိုချင်တဲ့ပုံစံကဒီပုံစံမျိုးရရင်ကြောက်ကမိုက်နော်အဲ့လိုဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအနာငတ်ကြီးဖြေရမှာလဲဆိုတော့နည်းနည်းဒါလေးပေးရမှာပေါ့နော်အတွင်းကောင်းရရင်တော့ကြောက်ပူပေါင်းပါအဲ့တော့ကျွန်တော်ဒီတိုင်းလေးဖြတ်ရမှာပါဒါကြောက်ရဲ့အသားကြီးပါနော်ဒီတိုင်းရရင်ကိုမိုက်ပါတယ်ကြောက်ကနော်ကြောက်ကတော့ဗျာလုံးဝရှားပါကြောက်ပါပဲဘော်ဒီရေခွဲပုံစံမျိုးပါပဲနော်မနအောင်မှအတွင်းထဲကကြောက်သားတအားမြင့်ခံစားမှန်သားထဲမှာရေဆွဲထားတယ်လို့ပဲခံစားမှန်သားထဲမှာရေဆွဲထားတယ်လို့ပဲသူကလည်းဟောတရားကိုကျွန်တော်ဒီဘက်မှာမထီသေးဘူးကြာနော်မထီသေးဘူးပါလေးတော့ကျွန်တော်ဆွဲပြီးတော့ခွာလိုက်ဦးပဲကြာမနေနိုင်ဘူးဗျအတွင်းကောင်းရမရဘူးအတွင်းကောင်းရမရကြည့်တဲ့အခါကျတော့ပါလေးတော့ဆွဲခွာလိုက်အောင်ဒါလေးပုတ်တယ်ဆိုလို့လေးပါပုတ်တယ်ဆိုလို့လေးပဲနော်ပုတ်တယ်ဆိုလို့ပဲအတွင်းထဲမှာအသက်ကြောလေးတွေညက်တဲ့လက္ခဏာတော့ရှိတယ်ကြာနော်အတွင်းထဲမှာအသက်ကြောလေးတွေညက်တယ်နော်အဲ့ဟိုတဝင်းကောင်းမက်ခံပါပဲဒါလည်းတူတူပဲကျွန်တော်တို့ဒီအတွင်းသားကိုခွာမှာပါဒီသားကိုခွာပြစ်ပါဒါခွာလိုက်ပါမယ်ခွာလိုက်ပါကြောက်ကဖျက်ရတာဒီကြောက်လေးတွေမျိုးတွေကကြောက်အရသာလည်းရှိတယ်ဖျက်ရတာလည်းလွယ်တယ်နေလားငါလားသိပြီးတော့ခေါင်းမစားဘူးပေါ့နော်အဓိကကြောက်ဖြစ်စေချင်တာဖြစ်ချင်တာကြောက်ကဒါပေမဲ့ထင်တဲ့တိုင်းတော့မဖြစ်ဘူးဗျထင်တဲ့တိုင်းတော့မဖြစ်ဘူးတဲ့ထင်တဲ့တိုင်းတော့မဖြစ်ဘူးကျွန်တော်ဒီမှာဒီကောင်ကိုအနာလိုပဲတန်တရားရှိတဲ့အခါကျဒါလေးတစ်ချက်တော့ကျွန်တော်ဖြတ်ကြည့်လိုက်ဒါလည်းအနာလိုတန်တရားရှိလို့ဖြတ်လိုက်နော်ကြောက်ကတော့နောက်တစ်ပါးထပ်ခွာအောင်ပါနောက်တစ်ပါးကြောက်ကအဲ့လိုပါပဲဗျာကြောက်တယ်ပေးတဲ့ခါဆိုတော့ပေးတာပေါ့နော်ဒါကြတော့ကြောက်မပေးဘူးပြောချင်တာအခုချိန်ကြီးကတော့ဘာမှသိပြီးတော့ကိုယ့်ဘက်မပါဘူးဖြစ်တယ်နော်ထင်တဲ့တိုင်းမဖြစ်ဘူးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကြောက်ကလေးတွေတန်ဖိုးမြင့်အနာတော့တည်ကြတယ်ဗျနော်တန်ဖိုးမြင့်တဲ့ခါကျတော့ဒီကြောက်ကလေးတွေကကျွန်တော်တို့ရမ်းပြတ်လို့မရပါဘူးအဲ့တော့မှတ်ကလေးတွေတခြားတိုက်လိုက်နည်းနည်းချင်းပြန်ကြည့်လိုက်တံမြင်လေးနဲ့ပုတ်လိုက်အဲ့လိုသွားမှရမှာပါကြောက်ကောင်းကိုရမ်းပြတ်ရင်နစ်နာပါတယ်ဒါကြောင့်ဒါဆိုရင်တော့ကျွန်တော်တို့မှန်းထားတဲ့ဈေးတန်းရောက်ဖို့ရတော့သိမလွယ်တော့ဘူးလို့ပြောချင်တာပါနော်အဲ့တော့ဒါလေးတန်းဖြတ်လိုက်ပါဦးမယ်နော်ဒါလေးတန်းဖြတ်ပြီးရင်တော့ရပါပြီเนาะကြောက်ကိုထင်တဲ့အတိုင်းမဖြစ်ပါဘူးဒါလောက်လေးပဲကျွန်တော်ပြောချင်ပါတယ်ကြောက်အတွင်းထဲမှာပဲเนาะအတွင်းထဲမှာအမြုပ်ဆန်လေးကြီးအသက်ကြောလေးတွေညက်တော့တယ်ကြောက်လေးချစ်စရာလေးပဲမြင်ရခဲ့တယ်ကြောက်လေးကเนาะ
ဒိမ့်ပြလေးလားတဲ့လွင်မင်းသူမင်္ဂလာပါလွင်မင်းသူကြီးဒီမှာခုကျွန်တော်နည်းနည်းချင်းလေးဖြစ်တာကြောက်ပြတာကျွန်တော်တို့ကတားနှမျောတတ်တာဒါကြောင့်နည်းနည်းတော့ကြာပါတယ်အခုဒီတိုင်းပြန်ဖြစ်ဖို့များနေတဲ့ကြောက်ကဒီဘက်ကောင်းနဲ့လူဖြစ်ဖို့များနေပါတယ်အဲ့လိုဖြစ်ဖို့များနေပါတယ်အခုချိန်ကြီးတော့တဲတဲကွဲကွဲဘာမှကိုမပြောနိုင်ဘူးဒီအနာကအနှစ်ချက်ကြည့်ကြဒါကတော့ခွာမှာဒါတန်မြင်နဲ့မရဒါတော့ခွာဒါတန်မြင်နဲ့မရပါဘူးဒါအရင်ပိုင်းရမှာပါဒါရင်ချပြီးမှဟိုဘက်ကောင်းဒီဘက်ကောင်းပြန်ပြီးတော့နော်ယူရမှာပေါ့ဗျာလှည့်ပြီးတော့လဲပြီးတော့ဖြစ်ဖြစ်၎င်းယူရမှာပေါ့ဟောလည်းပဲကြောက်ဒါလည်းဒီမှာအနာလူပါသွားသေးတာအနာအဲ့လိုပါသွားတော့အတောက်လိုက်နဲ့တစ်ချက်ထပ်ပြီးမှထင်တာကြောက်မပြီးဘူးဖြစ်တာတစ်ချက်ထပ်ပြီးရင်တော့ကောင်းတာပေါ့နော်ဒီအနာဘယ်လိုထွက်ဒီအနာဘယ်လိုထွက်ဟောဒီတိုင်းလာဒီအနာသူကအနာရှိတဲ့နေရာနောက်ကနေလိုက်ပြီးတော့ဗျာနော်အနာရှိတဲ့နေရာနောက်ကလိုက်ပြီးတော့ဘာလုပ်လဲဆိုတော့ဒီတိုင်းသွားတာဒါကိုအဖက်ကကြံအောင်ပါဗျာအဖက်ကြံအောင်ပါအဲ့ဒါကိုကျွန်တော်တို့ကလိုက်ပြီးတော့ဟိုလိုတိဒီလိုတိဆိုရင်တော့ကြောက်ကနစ်နာဝင်ရှိတော့တာပေါ့နော်ဒီဘက်နဲ့ဒီဘက်ကကန့်လာတယ်ပေါ့ဒါလေးတော့ကျွန်တော်ဆွားမှနဲ့တွေ့နော်ကဲအဲ့တော့ချလိုက်မယ်ဗျာဒါလေးဖြတ်ပြီးတော့တော်ပြီကျွန်တော်အေးစစ်မှတ်လေးတိုက်ပြီးမှတခြားတိုင်မလေးနဲ့ပုတ်ပြီးတော့မှတ်လေးတိုက်ပြီးမှကျွန်တော်ဒါဆက်ဖြတ်လို့ရမှာပါကြောက်ကောင်းလေးတွေဖြတ်တဲ့အခါမှာဂရုတစိုက်ဖြတ်စီခြင်းပါတယ်ပြီးရောဖြတ်လို့မရဘူးဆိုတာကိုပြောချင်ပါတယ်အဲ့တော့ဒီကြောင့်မှအခုနေတာမှာကျွန်တော်ဒါတွေကိုအရင်တန်မြင်နဲ့ပို့ရမှာပါပို့ပြီးတဲ့အခါကျတော့ပြီးရင်ဒီလိုကောင်းဖြစ်ခြင်းနဲ့ဖြစ်သွားပါလိမ့်မယ်ကျွန်တော်ဒီလိုကောင်းကိုမယူရင်ဘူးဗျဒီလိုကောင်းယူရင်ဒီအရေးတွေတိုက်ချအဲကြောင့်ဒီကောင်းယူခြင်းလားဒီကောင်းရရင်ကြောက်ကအရွယ်လေးမြတ်တယ်ပေါ့နော်ပုံကြပန်းကြလည်းဖြစ်တာပေါ့ဒါဒီကငတ်တာကကျွန်တော်တို့ကအနာတိုင်းပိုင်းထားလို့ပါနော်ဒါကြောင့်ဒါလေးတွေသိချင်ပါနော်အယူဆတော့ကြောက်ကဒီမှာကြောက်စရာကြီးတွေအသေးလေးကြာနော်ခဲအိလာနော်ခဲအိလာပဲကဲအဲ့တော့ခဲအိနေတာပဲကိုထင်တဲ့အတိုင်းမဖြစ်ဘူးပေါ့နော်အရွယ်တွေပါလေကိုထင်တဲ့အတိုင်းမရတဲ့အခါကျတော့အဲ့ဒါရပါတယ်ကိုထင်တဲ့အတိုင်းမဖြစ်ဘူးပေါ့နော်ကြောက်ကတော့ဒီတိုင်းကတော့လို့လုံးဝပြည့်စည်သွားတဲ့အနေထားတော့မဟုတ်ပါဘူးနော်ဒီခဲကိုကြည့်အောင်နော်အဲ့တော့မှန်းထားတာကတော့ထောင်ကြီးပိုင်းမှန်းထားတာဒါပေမဲ့အခုကတော့အဲ့လောက်မဖြစ်ဘူးဆိုတာပြောချင်တာပါအဲ့တော့ဒီလိုကြောက်ကောင်းလေးတွေနော်ကျွန်တော်အများအားသတိရတတ်ပါတယ်ဒါကြောင့်ကျွန်တော် channel လေးကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါနော်โอเค